တဘာဝတရားရင်ရာကိုလူသားတွေမြဲတဲ့အန်တုနိုင်စွာမရှိပါဘူး။အထူးသဖြင့်မမျှော်လင့်ထားတဲ့အချိန်မှာဝင်ရောက်လာတဲ့ရာသီဥတုဘေးအန္တရာယ်တွေဟာမျက်စိတမိတ်အတွင်းမှာပဲရှားအလုံးကိုဖျက်ဆီးပစ်နိုင်ပါတယ်။ခုလေတရုတ်နိုင်ငံတောင်ပိုင်းမှာရက်ဆက်ဆိုသလိုမိုးတဲထန်စွာရွာသွန်းမှုတွေကြောင့်ထိန်လန့်ပွေရာတဘာဝဘေးအန္တရာယ်တစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ပြင်းထန်တဲ့ရေစီးကြောင်းတွေရဲ့တန်ကုန်မခံနိုင်တော့ပဲရေလုံးတမန်တစ်ခုကျိုးပေါက်သွားခဲ့ပြီးတခြားသောဆယ်ရီအတွက်ပါအန္တရာယ်ရှိနေတဲ့အနေအထားကိုရောက်ရှိနေပါတယ်။ဒီဖြစ်ရပ်ကြောင့်ပြစ်မဲ့ပြည်သူရာပေါင်းများစွာဟာသူတို့ရဲ့အင်္ဂါတွေကိုစွန့်ခွာပြီးဘေးလွတ်ရာကိုရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ဖြစ်ရပ်ကတော့တနင်္လာနေ့မှာစတင်ခဲ့တာပါ။ကွမ်စီကျွန်းကိုပိုင်ချုပ်ခွင့်ရဒေသဟန်ကျုံမြို့နယ်ပင်းရခရိုင်တို့မှာဆယ်ရီကျိုးပေါက်တာရေကြီးရှမ်းနာရီစက်တိုက်ဆိုသလိုဖြစ်ပေါ်နေကြောင်းကွမ်စီဒေသရဲ့မြို့တော်နန်းင်းကတာဝန်ရှိသူတွေကရေးပေါ်ထုတ်ပြန်ခဲ့ပါတယ်။တနင်္လာနေ့နဲ့17နာရီခန့်ဟန်ကျူးမြို့မှာရှိတဲ့လျှို့လန့်ရှီလောင်တမန်ရဲ့ဆယ်မြောင်းပိုင်းတစ်ခုဟာရေပြားကိုမခံနိုင်တော့ပဲရုတ်တရက်ပြိုကျကျိုးပေါက်သွားခဲ့ပါတယ်။စနေရမှာမီတာ90ကျန်းပြားဖြင့်164ပေလောက်ကျန်းဝန်းတဲ့အပေါက်ကြီးတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ထိန်းချုပ်မရတော့ပဲတောင်ကျရေမြောက်များဟာမြောက်ပိုင်းကိုယူသွစွာစီးဆင်းရှန်ကျသွားခဲ့ပါတော့တယ်။လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုဖိုင်တွေထဲမှာဆိုရင်မြင်ကွင်းရတကယ်ကိုရှင်းလင်းစရာပါ။ရှုနှစ်တွေရောပြုံးနေတဲ့ရေစီးချောင်းကြီးဟာပြင်းထန်တဲ့ရှိန်ဟုန်နဲ့စီးဆင်းလာပြီးစိုက်ခင်းတွေလင်ယာတွေနဲ့တယ်လီဖုန်းတိုင်တွေကိုမျက်စိရှိမှတဲ့ဝါမြူဖြတ်စီးသွားခဲ့ပါတယ်။အဝေးတနေအောင်လှမ်းကြည့်လိုက်ရင်အင်ကောင်မိုးတွေပေါ်မှာပိတ်မိနေတဲ့ပြည်သူချို့သူတို့ဟာအသက်ဘေးကနေလွတ်မြောက်ဖို့အတွက်အကူအညီတောင်းတာလက်ဝဲရမ်းနေကြတာကိုစိတ်မကောင်းဖွယ်ရာမြင်တွေ့ရပါတယ်။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲလျှို့လန့်ရှိလောင်တမန်ကဝန်ထမ်းတွေရဲ့ကြိုးပမ်းမှုတွေကြောင့်အဲ့ဒီဒေသမှာရှိတဲ့ပြည်သူ300ကျော်ကိုကုန်းမြင့်ပိုင်းစီကိုချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။လက်ရှိချိန်ထိတော့လူသေးဆုံးတာထိခိုက်ဒဏ်ရာရတာမျိုးမကြားရသေးတာဟာတကယ်ဝမ်းသာစရာသတင်းတစ်ခုပါပဲ။ဘာကြောင့်ခုလိုဆိုးရွားဆုံးခြေအနေကိုရောက်ခင်ရတာလဲ။အဓိကတရားခံကတော့အပူပိုင်းမုန်တိုင်းမေဆက်ရဲ့အရှင်ကြောင့်ပါပဲ။ဒီမုန်တိုင်းကြောင့်ရာသီဥတုဆိုးရွားမှုတွေဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့လည်းခန့်မှန်းထားကြပါတယ်။အခုကျိုးပေါက်သွားတဲ့လျှို့လန့်ရှင်းလောင်တမန်ဆိုတာမနေ့တနေ့မှစောက်ထားတာမဟုတ်ပါဘူး။1960ပြည့်နှစ်ကလေးကတိဆောက်ပြီးစီးခဲ့တဲ့အလက်စားဆင်းရှိရေလောင်တမန်တစ်ခုဖြစ်ပါတယ်။ရေကူပါမီတာ95.5နှစ်တန်ကူပါပီအားဖြင့်3.3ဘီလီယံအထိတုံလောင်ထားနိုင်စွမ်းရှိပါတယ်။မြို့နယ်လေးခုမှာရှိတဲ့ကျေးရွာပေါင်း40ရဲ့လယ်ယာစိုက်ပျိုးရေးတွေအတွက်ရေပေးဝင်နေတဲ့အသက်သွေးကြောဆယ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ဆယ်ကျိုးပေါက်တဲ့အချိန်မှာအဆိုးဆုံးကတော့လက်စစ်မီတွေပြတ်တောက်သွားတာပါပဲ။ပြင်ပနဲ့ဆက်သွယ်ဖို့အလွန်ခက်ခဲသွားခဲ့ပါတယ်။ဒီအချိန်ကိုဒေသဆိုင်ရာအာဏာပိုင်တွေကအထူးလေးထားကင်တွယ်နေပါတယ်။ကဲစိန်နဲ့ရွှေပြောင်းရေးဖွဲ့တွေကိုအရေးပေါ်ဖွဲ့စည်းလိုက်ပြီးပြည်သူတွေအနေနဲ့ရေပေးတင်ဒေသတွေမြစ်ချောင်းတွေနဲ့မြေနေပိုင်းဒေသတွေကိုမတွားကြဖို့ဝေးဝေးမှနေကြဖို့တင်းတင်းကြပ်ကြပ်သတိပေးထားပါတယ်။မုန်တိုင်းရဲ့ရှင်ရမကုန်သေးတဲ့အတွက်အချိန်မရွေးထပ်မံဆိုးရွားလာနိုင်တဲ့အနေအထားကိုတတိရှိကြဖို့နဲ့ကဲစိန်လုပ်ငန်းတွေကိုအင်နိုင်အားတိုင်းလှုပ်ဆောင်ကြဖို့အာဏာပိုင်တွေကနှိုးဆော်ထားပါတယ်။ခုဆိုရင်ချင်းနေရထွတ်ထိပ်ကိုရောက်နေပါပြီ။လူကြီးကိုတန်ခတ်နေတိုင်းနဲ့ကွန်ရှိဒေတာရဲ့မြို့တော်နယ်နေမှာအာဏာပိုင်တွေကရေကြီးမှုရေးပေါ်တုံ့ပြန်မှုအဆင့်ကိုအဆင့်3ကနေအဆင့်1အထိအမြင့်ဆုံးမြင့်တင်လိုက်ပြီးဖြစ်ပါတယ်။တဘာဝဘေးရဲ့ချိန်ချမှုတွေအောက်မှာတရုတ်နိုင်ငံတောင်ပိုင်းကပြည်သူတွေဟာစွန့်ရင်တော့ကားတွေနဲ့ဖျက်ဆီးနေကြရဆဲပါ။လျှို့လျံဆက်ကျိုးပေါက်မှုဟာအစပြုမှုတစ်ခုလားဒါမှမဟုတ်အဆိုးရွားဆုံးအခြေအနေတွေကိုကြုံလွန်သွားပြီလားဆိုတာကိုတော့ရှိလာမယ့်ရက်ဒီမှာဆက်လက်စောင့်ကြည့်အောင်မှာဖြစ်ပါတယ်။